network design ERP live နဲ့ office management ဆိုတော့ network design မှာ level 1 level 2 level 3စဉ်းစားလို့ရတယ်အခုက level 1ကိုစဉ်းစားမယ် level 1အသုံးပြုပုံမှာချိတ်ဆက်တဲ့ design ကဒီလိုမျိုးသွားလိမ့်မယ်သဘောတစ်ခုကဒါ center computer ပြီးတော့လို့ရှိရင် client computer တွေရှိတယ် client 1 client 2 client 3 client 4သူတို့ဘာနဲ့ချိတ်ဆက်တယ်လဲဆိုတော့ cloud ကနေတစ်ဆင့်ချိတ်ဆက်တယ် network design 1ကိုကြည့်လို့ရှိရင်နော်ဒီမဲ့ network design 1ကိုကြည့်ရင်သူရဲ့ရှိမဲ့ center computer မှာရှိမဲ့ပုံစံ client computer တွေမှာ client 1 client 2 client 3 client 4ရှိတဲ့ပုံစံပြီးလို့ရှိရင် cloud မှာရှိရမယ်ဟာ3ခုနော် cloud က center မှာရှိမယ်တနည်းအားဖြင့်အခု drive မှာရှိရမယ်ဟာနော် cloud sense လုပ်ပြီးတော့မှဒီကောင်ဆိုတော့ center ထဲမှာဘာတွေရှိတယ်လဲ center ထဲမှာရှိတဲ့ box လေးတွေရှိမယ် user 1ကိုကိုစားပြုတယ် user 2ကိုကိုစားပြုတယ် user 3ကိုလည်း user 4ပြီးရင် central box ဆိုတာမျိုးရှိနေဖို့လိုတယ်ဒါကိုယ့်ရဲ့ data တွေကို store လုပ်ပြီးမဲ့ box တွေ clients အပြင်ကလူကြတော့ကို clients 1ဆိုကို box တွေရှိမယ် central box ဆိုရှိတယ်နော် client 02ဆိုရင်လည်းထို့နည်း၎င်းပဲ client 3ဆိုရင်box 3 client 4ဆိုရင် box 4ဒီလိုပုံစံမျိုးရှိနေလိမ့်မယ် cloud ထဲမှာကြတော့အဓိကတရားရှိမယ် sense data sense အဲ့ဒီထဲမှာဒီခင်ဗျာဆိုင်ရာပို့တဲ့ zip နဲ့ encrypt လုပ်ထားတဲ့ box တွေရှိမယ် encrypt လုပ်ထားတဲ့ data တွေဒါတွေအားလုံးက password နဲ့ပိတ်ထားတယ်နော်ဒီဟာတွေက cloud ထဲကို upload လုပ်ပြီးလိမ့်မယ်ပြီးလို့ရှိရင်ပြန်ဆွဲချလိမ့်မယ်ပြန်ဆွဲချပြီးတော့ပြန်သုံးတယ်ပေါ့ပို့တော့ဆိုတော့သူကအဲ့ဒါကိုသုံးတယ် what desk ကတော့တချို့အခြေအနေမှာဒီဘုတ်တွေကိုဒီမဲ့ထားပြီးတော့ကုန်ဝိုင်းသုံးလို့ရအောင်ဒါပေမဲ့အခုကိုယ်ဆိုင်ရာဒီဘုတ်တွေသုံးတာလေတက်ကိုကွန်ပျူတာတွေဆွဲချပြီးသုံးတယ်တကယ်လို့အားလုံးပုံသုံးမဲ့ဒီဘုတ်တွေဆိုဒီမဲ့ထားတဲ့နဲ့ဒီကပဲယူပြီးတော့သုံးမယ်ဆိုရင်ပေါ့ဒါ workspace က office နဲ့ပတ်သက်တယ် office management လုပ်ဖို့အတွက်အဲ့ထဲမှာဒီလိုလေးတွေကြိုသတ်မှတ်ထားတယ်ဥပမာ central documents group ဒါ group like central documents ဒီစာရွက်စာတမ်းတွေအားလုံးကိုနောက်ဆုံး store လုပ်မဲ့နေရာ group ကကြတော့အုပ်စုဖွဲ့ပြီးအလုပ်လုပ်ဖို့နေရာ share ကြတော့ internet share လုပ်မလား external ကို share လုပ်မလားဆိုတာ share လုပ်ဖို့လည်းနောက်ဆုံးပေါက်ပေါ့ထပ်ပေါက်ပေါ့နော်ဒါက user ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရှိတဲ့ user ၄ဦးစလုံးကိုထည့်ထားဖို့လိုတယ် user ရဲ့အောက်မှာဆိုရင် document tray ဆိုပြီးတော့သူတို့ရဲ့ paper တွေကိုထည့်မဲ့ tray ရှိမယ်ပြီးသူတို့ရဲ့အလုပ်စာရွက်စာတမ်းတွေထည့်မဲ့ tray ဆိုပြီးတော့နှစ်ခုရှိနေမယ်နော်ဒါတကယ်လို့ user 2ဆိုရင်လည်းထိုနည်း၎င်းပဲ document tray နော်ဒါပြီးတော့ test တွေနော်ဒီ user 2 document tray တော့ပိုင်းနေတော့ရှိတယ်ဆိုတော့ဒီလိုပုံစံမျိုးတိဆောက်ထားဖို့လိုတယ်နော်ဒီလိုပုံစံမျိုးတိဆောက်ထားဖို့လိုတယ်ဥပမာကိုယ့်ကိုပုံမထည့်ဘူးလားဆိုတော့ထည့်မယ်သဘောတစ်ခုကဒီ store document တွေ store လုပ်ထဲမှာ accounting ရဲ့စာရွက်စာတမ်းတွေ expense တွေ income တွေဒီလိုသိမယ်ဆိုရင်ဒီလိုသိမယ် HR ဆိုရင်လည်း HR payroll နဲ့ပတ်သက်တာ employee နဲ့ပတ်သက်တာသိမယ် inventory ဆိုရင်လည်း stock တွေနဲ့ပတ်သက်လို့ documents တွေကိုခွဲသိရင်လည်းသိမယ်ပေါ့နော်ကိုဒါကတော့ကိုလိုရင်လိုပေါ့နော်ဒါဆိုဒီတိုင်းပဲsales မှာဆိုလို့ရှိရင်ဒါ invoice ကိုသိတာနော်တခြားဘာလို့သိမလဲပေါ့ဒါ documents management system ကိုသုံးမဲ့ပုံစံမှာ cloud ပေါ်မှာတင်ပြီးတော့သိမယ်ပြီးရင်ကိုယ့်ကို offline မှာထားရဲဆိုရင်လည်းပြန်ဆွဲချမှာပေါ့ဆိုတော့ဒါ share လုပ်ပြီးသုံးတဲ့အခါမှာဒီ cloud ရဲ့ထဲမှာရှိမှာဒါဆိုလို့ရှိရင် cloud ထဲမှာရှိတယ်ဆိုတဲ့အခြေအနေဒါလေးတွေကိုအရင်ပုံစံနဲ့သူ့ဆိုင်ရာကွန်ပျူတာမှာတည်ဖို့လိုတယ်ဒါဆိုရင်အထဲထဲမှာ file တွေထားမဲ့ပုံစံကိုသိသွားပြီဆိုရင်နော် cloud မှာတော့ sync လုပ်တာတော့အဓိကပေါ့နော်ဒီကနေသူ့ box ကိုဒီကိုပို့ပေးလိုက်လိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် center ကနေအဲ့ဒါကိုဆွဲယူပြီးတော့ database မှာ update လုပ်လိုက်မယ် client 2ကလည်းသူ့ box ကို update လုပ်လိုက်မယ်အဲ့ဒီ box ကို center ဆွဲပြီးတော့ database ကို update လုပ်လိုက်မယ်
ဒီတိုင်းပဲ center အဲ့လိုလုပ်ရင်းနဲ့သူက central data အနေနဲ့ database ကို zip လုပ်ပြီးဒီမဲ့ပြန်တင်ထားပေးလိမ့်မယ်အဲ့ဒါကိုဒီမဲ့ report ဖတ်မဲ့လူတွေကအဲ့ဒါကိုပြန်ပြီးတော့အဲ့ဒါကိုပြန်ဖတ်သွားမယ်အဲ့ဒီလိုဆိုလို့ရှိရင်ဒီ control level တွေနဲ့ပတ်သက်လို့ဒီမှာကဥမာ control level 3ကအများစုက transition ထဲမဲ့လူတွေကဒီဘက် computer တွေမှာရှိတာကောင်းတယ်နော်ပြီးဒီဘက်မှာကျတော့ master data တွေကို update ပေးတဲ့ control level 1နော် opening နေနဲ့ setup လုပ်ပြရတော့ဒီ center ဘက်မှာရှိနေဒါမှမဟုတ်ဒီသူ့ကိုခိုင်းထားလို့ဆိုရင်လည်းသူတီးတန်းပေါ့သူကတီးတန်းဖြစ်ဖို့လိုတယ်ဒီ master data ကျန်တဲ့လူတွေက control type 3 transition တွေ entry လုပ်ရုံတက်ပဲလုပ်ဖို့ master data တွေဖြစ်တဲ့ price တို့ customer list တို့ဘာလို့ update လုပ်မှာလုပ်ခွင့်ရှိမှာမဟုတ်ဘူးအဲ့ဒါကိုတရားလုပ်ပြီးဒီထဲတင်ပြီးမှသူတို့ကဆွဲပြီးသုံးတာဖြစ်တယ်သူတို့ကိုယ်တိုင်ကအဲ့ဒါတွေကိုပြင်ခွင့် access လုပ်ခွင့်မရှိဘူးဆိုတဲ့ပုံစံနဲ့သွားနေရမှာအဲ့တော့ဒါကဒီလိုမျိုးနဲ့ flow ကသွားနေလိမ့်မယ်ဒါကြောင့်မလို့ sense လုပ်တာဖြစ်တဲ့အတွက်သူ့ box နဲ့ကို box နဲ့တရားနဲ့တရား conflict မဖြစ်ဖို့အရေးကြီးတဲ့အတွက်ခွဲထားတယ်ဒါကြောင့်သူ့စီမှာဆိုသူ့ box ပဲရှိမယ်သူ့စီမှာဆိုသူ့ box ပဲရှိမယ်ဒီမဲ့ center မှာတော့အကုန်ပြန်ယူတယ်ပြီးရင် process လုပ်ပြီးတယ် report ကတော့ကိုယ့်ကိုယ်လည်း process လုပ်တယ်ဆိုတော့ဒီပုံစံမျိုးနဲ့သွားတယ်ဒါဆိုလို့ရှိရင်ဒီမဲ့အားတာချက်နဲ့အားနည်းချက်တွေရှိတယ်ဆိုတာသိဖို့လိုတယ်အားတာချက်တွေကတော့ဒီဟာကကုန်ကျစရိတ်အသက်သာဆုံးနဲ့အစာပြုလို့အလွယ်ကူဆုံးပုံစံထဲမှာတော့ရှိတယ်သဘောတစ်ခုက Google Drive ကိုပဲသုံးနေဆိုရင် free ရတဲ့ဟာကို install လုပ်လိုက်တယ် share folder ဆောက်လိုက်တယ်အဲ့ဒီ share တွေကိုအားလုံးမြင်အောင်လုပ်ပေးလိုက်တယ်ပြီးတော့ရင်စောနာပြောတဲ့ computer folder လေးတွေကိုအဲ့ထဲမှာအဲ့ဒီပုံစံအတိုင်းပဲထည့်ပေါ့ကိုယ်လာကိုလည်းပြုပြင်ခြင်းလည်းပြုပြင်ပေါ့ထည့်ပြီးတော့လမ်းကြောင်းတွေချိတ်ပြီးတော့သုံးလိုက်လို့ရှိရင်အကောင့်တွေဖော်လို့ရတယ်เนาะဒါကလွယ်ပြီးတော့အစပြုလို့ကောင်းတယ်ကုန်ကျစရိတ်တော့တက်တာတယ်ဒါပေမဲ့မကောင်းတဲ့အချက်တွေကဘာလဲဆိုတော့ user တွေအများကြီးဆိုလို့ရှိရင်ကင်တွယ်ရတာရှုပ်ထွေးလာလိမ့်မယ်နောက်တစ်ခုကအကန့်အသတ်ပဲရှိတဲ့ဒီ drive ရဲ့ space ကမြန်ပြည့်သွားမယ်အထူးသဖြင့် office documents တွေသုံးမယ်ဆိုလို့ရှိရင်ပိုမြန်ပြည့်တဲ့အတွက်အဲ့ဒီ manage လုပ်ရတဲ့ဒုက္ခရှိတယ်ကောင်းတာကတော့လူနည်းနဲ့အသုံးပြုတဲ့ company တေးလေးတွေနဲ့ startup လုပ်တဲ့အခြေအနေမျိုးမှာတော့ဒီပုံစံကသင့်တော်မှုရှိတယ်ဒီ design ကနောက်တစ်ခုအားနည်းချက်ကဘာလဲဆိုတော့အကန့်အသတ်နဲ့လူတိုင်းကကိုယ်ကွန်ပျူတာမှာကိုယ့်ရဲ့ user နဲ့ပဲကိုသွားမှာကန့်သတ်ချက်ဖြစ်နေတာဥပမာခွာပြီးတော့ရှိသမျှကွန်ပျူတာကနေကိုယ့်ရဲ့ password login လုပ်ပြီးတော့သုံးလို့မရဘူးကိုယ်ကွန်ပျူတာမှာကိုက user 1နဲ့ user 2ပဲသုံးမယ်ဆို user 1နဲ့ user 2ပဲတည်ထားတယ်ဆိုရင်1နဲ့2ကအဲ့ဒီကွန်ပျူတာမှာပဲသုံးခွင့်ရှိတယ်နော်3မှာဆိုရင်ကွန်ပျူတာမှာ3တယောက်တည်းသုံးတာမျိုးဆိုရင်3တယောက်တည်းပဲအဝင်အထွက် data လုပ်လို့ရတယ်ပေါ့ဆိုတော့ဒီလိုပုံစံမျိုးတော့သွားရှိနေလိမ့်မယ်ဒါက data transition နဲ့ပတ်သက်လို့ document flow နဲ့ပတ်သက်လို့ကတော့ user ဆိုတဲ့ဒီ workspace အောက်မှာသွားထားတာဖြစ်တဲ့အတွက်သူကတော့ကန်တက်ချက်ကကိုလမ်းကြောင်းကို address နဲ့ကိုသွားတာဖြစ်တဲ့အတွက်သူကတော့သုံးလို့ရသေးတယ်ဆိုတော့ဒီလိုအချက်လက်ကလေးတွေဒီလိုကန်တက်ချက်ကလေးတွေရှိရဲဆိုတာသိထားဖို့လိုတယ် design level 2ဒီ network design level 2ကိုစဉ်းစားလာတဲ့ပုံစံကဖွဲ့စည်း organization မှာ LAN ပေါ့နော် local area network တခုဆောက်ထားမယ်သဘောတခုက local server တခုထောင်ထားမယ်ဆိုရင်အဲ့ဒီ local server ထဲမှာ center ထဲမှာ database ကိုထားပြီးတော့ဆောက်ထားလို့ရတယ်အဲ့ဒီ local area ထဲမှာရှိတဲ့လူတွေ client 01တို့02တို့ကတိုက်ရိုက်ဒီထဲမှာပဲ data set သိမ်းပြီးတော့အလုပ်လုပ်နေလို့ရတယ်ပြင်မှာရောက်နေသေးတဲ့တဦးနှစ်ဦးကတော့ငကို level 1ကလို့ cloud နဲ့ဆက်သွင်းမယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့အများစုက under 1 LAN ပေါ်မှာပေါ့နော် LAN တစ်ခုပေါ်မှာချိတ်ဆက်နေလိမ့်မယ်ကျန်တာအပြင်ရောက်နေတဲ့တိမ်ဦးလူဦးပဲ
ခွင့်ပြုပြီးတော့တုံးတယ်ဆိုတော့ဒါကပို့ပြီးတော့ manage လုပ်လို့ပိုကောင်းတယ်နော်ပြီးရင်ကိုယ့်ရဲ့ local ထဲမှာပို့ပြီးတော့မြန်ဆန်ဆန်အသုံးပြုလို့ရတာရှိမယ်ဒီ method ကတော့ local server လိုမျိုးတည်ပြီးတော့လုပ်မယ်ဆိုရင်လူအများစုကရုံးမှာပဲရှိတယ်ဆိုရင်ဒီရုံးထဲမှာအကုန်လုံးအပြင်မှာလောက်ရတဲ့လူကနည်းနည်းချိတ်လိုက်တယ်ဆိုတော့ concept မျိုးပဲ design level 2ဆိုလို့ရှိရင်ဒါ local server ထဲမှာဒီရှိတဲ့ box တွေနဲ့ central box တွေကအကုန်လုံး local server ထဲမှာထားရုံပဲပြီးလို့ရှိရင်အပြင်ရောက်နေမဲ့လူကတော့သူတို့ computer တွေမှာဒီလိုမျိုးကိုယ်နဲ့ဆိုင်တဲ့ box နဲ့ central box တွေကိုထည့်ဖို့လိုတယ်နော်ပြီးလို့ရှိရင်ဒါ cloud ပတ်သက်ဆက်ပြီးတော့ထားရှိပြီးတော့ငကိုပုံစံအတိုင်းပဲ level 1အတိုင်းပဲသုံးနေတာမျိုးဟာဆက်ရှိလိမ့်မယ်ဒီ level 2ပေါ့ network design level 2မှာကပို့ပြီးတော့ channel လုပ်လို့ပမာဏများများကိုလူဦးရေများများကိုပို့ပြီးတော့စီမံလို့လွယ်တယ်သဘောတစ်ခုက local server မှာကိုယ်စီမံမှုပုံစံနဲ့ကိုယ်ရူနဲ့ကိုတွားလို့ရပါပြီဆိုတော့ဒီမဲ့လူအလုပ်လုပ်နေတာတွေအဆင်ပိုပုံချစရိတ်တော့ပို့ပြီးတော့ဒီသုံးရမယ် server တွေရှိမယ် network စနစ်တွေ local မှာတိစောက်ဖို့လိုတယ် cloud ကတော့လည်းဆက်သုံးရမယ်အပြင်လူကလည်းငကိုတိုင်းပဲဆက်ပြီးထိန်းရမှာဖြစ်တဲ့အတွက်ဒါလည်းအားသာချက်အားနည်းချက်နဲ့ကိုယ်အခြေအနေဒီစဉ်းစားမယ်ဒါမဲ့လူဦးရေတော့ပိုများများပိုလက်ပတ်ပြီးတော့ပိုသုံးလာနိုင်တယ်ပို့ပြီးတော့ဟိုအဆင့်နဲ့ပို့ပြီးတော့မြင့်လာတယ်ဆိုတဲ့သဘောတော့ရှိတယ် network design level 3ကတော့ cloud server တစ်ခုကိုထားပြီးတော့ center ထဲမှာအကုန်ထားပြီးတော့ကျန်တဲ့လူတွေ client စီအကုန်လုံးဟာဝိုင်းပြီးတော့အချက်လက်တွေပို့မယ်ယူမယ်အသုံးပြုမယ်ပေါ့ဆိုတော့တရားမျိုးကြတော့24နာရီအသုံးပြုမယ်ဆိုလို့ရှိရင်ဒီကိစ္စကပိုအဆင်ပြေတယ်24နာရီပတ်လုံးနော်ဆာဗာကလေပတ်နေတာဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့အချက်လက်တွေအတိတ်တချို့အဲ့ဒီအခြေအနေမျိုးဆိုရင်တော့ဒီပုံစံကိုစဉ်းစားတာပိုကောင်းတယ်ကုန်ကျစရိတ်ကလည်းပုံစံအမျိုးမျိုးရှိနိုင်တယ်ကိုယ်တိုင် cloud server ကို data center နဲ့ကိုထားတဲ့ပုံစံမျိုးမှအစပေါ့နော်ပြီးလို့ရှိရင်ဒီ AWS တို့ဘာလို့မှနေရာဝယ်ပြီးတော့ဓာတ်စီကြီးနဲ့သုံးတာမျိုးဖြစ်တော့ရှိနိုင်တယ်ဒါလည်းနီလာနေအများကြီးရှိတယ်ဒီ method ကတော့ဟိုနည်းနည်းမြင်လာပြီးတော့ရှင်းတယ်လောရကန်ရတာနဲ့ပိုလွယ်မယ်ဒါပေမဲ့လို့ကိုယ်တိုင် manage လုပ်မယ်ဆိုရင်တော့ IT technician တွေပါလေရဲ့အခန်းကဏ္ဍကလည်းအရေးတော့ကြီးအောင်မယ်ဒီကတော့ center cloud server မှာ box တွေအကုန်လုံး central box ကို front office မှာဒီထဲမှာထားပြီးတော့သုံးလိုက်ရုံပဲဆိုတော့သူကတော့ဒီတစ်ခုတည်းကိုပဲတည်ထားလိုက်ပြီးတော့အသုံးပြုရတဲ့ပုံစံဖြစ်သွားပြီပေါ့နော်ဒီကြ cloud တွေပါလေဝယ်သုံးစရာမလိုဘူးဆိုတော့ဒီ method ကတော့ဟိုပို့ပြီးတော့ရှင်းတယ်ပေါ့နော်ဒီကတော့လုပ်ငန်းပို့ပြီးကြီးလာပြီးတော့တည်တည်ငြိမ်ငြိမ်ဖြစ်အောင်အသုံးပြုလာနိုင်တဲ့အနေအထား infrastructure တွေလည်းပြည့်စုံစုံလူတွေလည်းပြည့်စုံစုံနဲ့လက်ပတ်မှုလည်းကောင်းကောင်းမွန်ရှိရင်တော့ဒီပုံစံမျိုးကိုတော့နောက်ဆုံးအဆင့်မှာတော့စဉ်းစားတင်တာပေါ့ဒါပေမဲ့လို့ကိုယ့်ရဲ့လက်ရှိအခြေအနေဟာဒီ level တစ်ခုနဲ့တစ်ခုတော့နည်းနည်းရှင်းရှင်းလင်းလင်းနားလည်ထားပြီးတော့ design ကိုလုပ်ထားနိုင်ဖို့စီမံခန့်ခွဲလို့ရဖို့လိုတယ်